နဲ့မိုးလင်းတဲ့အချိန်ခါကျတော့9 နာရီကြာလား10 နာရီကြာဥပဒေဆင်းရင်ပြီးတော့3 သက်ပလက်ကလေးလှမ်းပြီးတော့အနာဂတ်ကြီးဟာယူပကိလေသာယူပတဏှာတဲ့အနုတ္တယကိလေသာဘယ်မှာရှိလဲတဲ့အဆင်းပေါ်မှာကတ်ရှိနေတဲ့စိတ်မရှိတဲ့ယုံတရားလေးတွေတပွားပွားပြုတ်ပြက်နေတဲ့သဘောတရားလေးတွေအဲ့ဒီမှာကတ်ရှိနေတဲ့စိတ်ကလေးကအနုတ္တယကိလေသာကျန်ကတ်ရှိတဲ့စိတ်ကလေးကျန်ယူပကိလေသာယူပတဏှာဆိုတာဗြဟ္မာများဟာအဆင်းပုံကြီးအဆင်းယုံကြည်ကိုတာတွဲပြီးနှိမ့်ဆက်ပြီးတော့ဒီပေါ်ကတ်ရှိနေတဲ့စိတ်ကလေးအဲ့ဒါနတ္တိ၆ဓာတ်ဆိုတာကာမကိလေသာကာမတဏှာလူပြည်ဆိုတာကာမကိလေသာကာမတဏှာခေါ်ဗြဟ္မာ20သွားရမယ်ပုဂ္ဂိုလ်ကယူပကိလေသာယူပတဏှာယုတ်ခဏနံကနာကြည့်လို့ရှုเสียမရှိလို့အာယုံရောက်ပြက်တဲ့အခြင်းတွေကိုဖွာပြိုပြက်နေတဲ့ဥစ္စာတွေဒါလေးကတ်နေနေတဲ့စိတ်ယူပကိလေသာယူပတဏှာခေါ်တယ်ဒါကြောင့်မလို့ဗြဟ္မာဘုံကိုသွားသူကလက်ဦးတော့ကစိတ်သောကလွန်နေတာကိုတမာတိလွန်စိတ်သောလွန်တာဘယ်လိုလွန်တယ်တဲ့လောကီထဲမှာမနေခြင်းနဲ့စိတ်ကဒေါသဖြစ်ဒေါသစိတ်ကလေးအဲ့ဒါဒီစိတ်ကလေးကဖြစ်ဒေါသလည်းမပေါ်အောင်ဒေါသကချုပ်နေတယ်မနေခြင်းဘူးဆိုတဲ့လောရလောကြောင့်သွားခြင်းနဲ့ကတ်ရှိတဲ့ကိလေသာငါဒီမှာနေလို့တော့မဖြစ်ဘူးဒီမှာနေလို့ရှိရင်ငါသီနာသနာဝတ္တိလောက်ရဘာကြောင့်လဲအကြောင်းတရားအကျိုးတရားဒါတွေသိနေတာကိုဇာတိမြင်နေတာကိုအနာဂတ်ကြီးများလက်ဦးတော်ကတော့စိတ်သောလွန်နေတော့မရလွန်နေတယ်တမာတိလွန်နေရုပ်ရင်လည်းမရအယုတ်အလွန်ကြားတဲ့ကြတော့စိတ်သောတွေကလည်းကြားတော့ငါတော့သေနာသနာကိုကိုယ်ဆိုကံနေငါမလုပ်ရတော့ဘူးဆိုပြီးတော့ထွက်လာတော့စိတ်သောတွေကလည်းကြားသွားတော့ပရမအနုမြင်မောတော့ရှိတဲ့အာယုံကြောင့်မျက်စိအာယုံနားအာယုံနှာခေါင်းအာယုံပါးစပ်အာယုံကိုယ်ပေါက်အာယုံမနှောအာယုံအာယုံ6 ပါးကနေပြီးအာယုံလေးထွက်ပြီးတော့စိတ်ကြောင့်ဖြစ်နေတဲ့ရုပ်တရားလေးဖွာပြိုပြက်နေတဲ့ဟာလေးကိုအဲ့ဒီမှာဥပါဒခန္ဓာဖြစ်ကိလေသာရှိအဲ့ဒီမှာအနုတ္တယကိလေသာမရှိတာကိုအရှိခင်တဲ့စိတ်ကလေးအဲ့ဒါအနုတ္တယကိလေသာပဲယူပကိလေသာခေါ်ခန္ဓာကိုနာမ်ကိုသွားပြီးတော့ရှုမှတ်ဆင်းနေတဲ့ဥစ္စာလေဒါလည်းအနုတ္တယပဲနာနဲ့ရုပ်နဲ့တွဲနာယုတ်နာနုယုတ်လို့အဲ့ဒီမှာဆင်းရင်သုံးတာလေအနိစ္စဒုက္ခအနတ္တလက္ခဏာတွေသုံးပါသုံးတာနေတော့မလွတ်နိုင်ဥပါဒဖြစ်နေတာကွာဒီပေါ်မှာမရှိပညာကိုအာရုံပြုနေအနိစ္စဒုက္ခအနတ္တလက္ခဏာတွေသုံးပါကိုသုံးတာနေတော့ဩဆင်းရင်သုံးတာနေတယ်မျက်စိမှာပြိပ္ပဒါအလဲလိုက်လိုက်အလဲအလက်ကလေးလေးကြားလိုက်တော့သိတော်လိုက်ကြဩဝိဇ္ဇာပညာဖြစ်လာတဲ့အခါတည်းကိုဘယ်လိုဖြစ်လာဩငါအာယုံကြောင့်ပြက်တာပဲမျက်စိကကြည့်ကျင်တယ်ဆိုတဲ့အာယုံလေးတောင်ဖွာနဲ့ပြက်တယ်မျက်စိကနေပြီးအာယုံကပြက်တယ်နားကလည်းအာယုံကြောင့်ပြက်တယ်နှာခေါင်းကလည်းအာယုံကြောင့်ပြက်တယ်လျှာကလည်းအာယုံကြောင့်ပြက်တယ်ကိုယ်ပေါက်ကလည်းအာယုံကြောင့်ပြက်တယ်မနှောကလည်းအာယုံကြောင့်ပြက်တယ်တကား6 ပေါက်အာယုံ6 ပါးဟာပြက်အာယုံကြောင့်ပြက်နေတဲ့ရုပ်မရှိတာအရှိခင်ပြီးဒီရုပ်ပေါ်ငါကအနိစ္စဒုက္ခအနတ္တဆိုတာမရှိပြည့်ညက်ကြည့်ပါလားဒါကြောင့်မလို့ငါမလွတ်နိုင်ပါလားဆိုတာဒီပေါ်မှာပြုံးတဲ့နာနဲ့ကိုအနုတ္တယကိလေသာပယ်လိုက်ဘယ်ဟာအနုတ္တယကိလေသာဖြစ်နေလဲတကားကမှများမေးကြအကြောင်းတရားရှိတယ်အနုတ္တယကိလေသာဆိုတာမရှိတဲ့အာယုံရောက်ပြက်နေတဲ့ရုပ်တရားလေးတွေတဖွာပြိုပြက်နေတဲ့ရုပ်တရားလေးတွေပေါ်မှာသွားပြီးတော့အနိစ္စဒုက္ခအနတ္တလက္ခဏာတွေသုံးပါဆင်းရဲမရှိတာကိုဆင်းရဲမရှိတာကိုဆင်းရဲတော့မရှိတာမှသိတော့ငါမရှိတဲ့ဥစ္စာကိုအရှိခင်ပြီးတော့အနိစ္စဒုက္ခအနတ္တလက္ခဏာကြီးသုံးပါးငါသုံးသနေတဲ့ဥစ္စာမရှိပညာကြည့်ပါလားအနိစ္စဆိုတာကလည်းပညာဒုက္ခဆိုတဲ့ဟာလည်းပညာအစိုးမရအနတ္တဆိုတာလည်းပညာကြီးပဲအနိစ္စသိညာဒုက္ခသိညာအနတ္တသိညာကြီးပေးနေလို့ဒီရုပ်ပရမအနုမြုံပုံတော့ရှိတဲ့ရုပ်တရားလေးတွေကိုအာယုံကြောင့်ပြည့်တဲ့သဘာဝသဘောတရားမရှိပညာကိုငါအာယုံပြုတ်နေပါဆိုပြီးတော့အဲ့ဒီအပေါ်မှာအနိစ္စသိညာဒုက္ခသိညာအနတ္တသိညာကိုပညာပြီးသိသွားတော့အဲ့ဒီအနိစ္စသိညာလည်းပယ်လိုက်တယ်အဲ့ဒီယုတ်ကလာပါလေးအပုံလေးပေါ်မှာနာမ်ကိုလည်းပယ်လိုက်အနိစ္စဒုက္ခအနတ္တလက္ခဏာကြီး၃ပါးကိုပယ်လိုက်တော့နာမ်ပေါ်လည်းအနိစ္စဒုက္ခအနတ္တလက္ခဏာကြီး၃ပါးပယ်လိုက်တော့လွတ်ထွက်သွားအဲ့ဒီလိုလဲလွတ်လဲထွက်သွားယုတ်ကလာပါလေးပေါ်မှာမြင်နေတာလေးမြင်တာလေးနေမြင်တာလေးပဲမြင်သိတာလေးပဲသိတယ်တင်းဆိုပြောကြတယ်အဲ့ဒီမှာသိလဲသိရဆင်းရဲပြီးတော့မှမရှုစရာလည်းမရှိတော့လှုပ်စရာလည်းမရှိတော့
ဘုံသုံးပါးငါလွတ်မြောက်သွားပြီချမ်းသာပြီငါမရှိတော့ဘူးနောက်ထပ်အသက်တစ်ပါးဇာတိတရားငါဖြစ်လူချမ်းသာငါချမ်းသာပြမချမ်းသာလည်းငါမဖြစ်တော့ဘုံသုံးပါးလည်းငါရှုမှတ်ဆင်ញင်သုံးသပ်ပြန်ငါမရှိတော့ဘူးလွတ်မြောက်သွားတော့ဥပဒေတွန်တီတိုးကြီးမသွားတော့